အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ English for Office Use ရုံးသုံး English စကားပြော series ရဲ့ lesson number 2 applying for a job အလုပ်လျှောက်ထားခြင်းနဲ့ပတ်သက်ပြီးပြောပြပေးပါမယ်ပထမဗီဒီယိုမှာလို့ပဲပထမဆုံး situation background လေးပေါ့နော်ဒီဇလန်းလေးရဲ့ background လေးပေးထားမယ်နံပါတ်2က vocabulary လေးရဲ့စကားလုံးသစ်တွေကိုပြပြပေးမယ်ပြီးလို့ရှိရင် dialogue သူတို့ပြောတဲ့ dialogue လေးတွေအပြန်အလှန်စကားပြောတာလေးတွေကိုပြောပြမယ်ပြီးရင်အဲ့ dialogue ပေါ်မှာမူတည်ပြီးတော့ dialogue လေးကိုနားလည်လားမလဲလားဆိုတာကိုဉာဏ်စံပဟိဒီလေးနဲ့လုပ်ကြမယ်ပေါ့နော်ကဲsituation background လေးကိုအရင်ဆုံးပြောမယ်ပေါ့နော် situation background ကတော့မမြ is at the best a large electronic company applying for a job she is talking to Manuel the receptionist so မမြကတော့ the best ဆိုတဲ့ company ပေါ့နော် the best ကဘာ company လဲဆိုတော့သူကပစ္စည်းတွေရောင်းတဲ့ company ကြီးပေါ့နော်အဲ့ကိုသူရောက်ရှိနေတယ်ဘာလုပ်ဖို့လဲဆိုရင်အလုပ်လျှောက်ဖို့လို့အတွက်သူကအခုဘယ်သူနဲ့စကားပြောနေရလဲဆိုတော့အဲ့မှာ reception မှာရှိတယ် reception ကအမပေါ့နော် Manuel ဆိုတဲ့ receptionist အချိုမနဲ့စကားပြောနေရပေါ့နော်ကဲအဲ့မှာ vocabulary လေးပြောပြမယ် talking details တော့ကြအသေးစိတ်ပြောတာပေါ့နော် talking details advertisement ကကြော်ညာ sales person အဲ့ဒါကြတော့အယောင်စရေးကိုပြောတာပေါ့နော် in capital letters အဲ့ဒါကြတော့စလုံးကြီးတွေပြောတာစလုံးကြီးတွေနဲ့ပေါ့နော် attach ဆိုတာတွဲတင်တာကိုပြောတာ award ကကြတော့စုရတာကိုပြောတာပေါ့နော် professional experience ကကြကျွမ်းကျင်မှုအတွေ့အကြုံပေါ့နော် professional experience ကျွမ်းကျင်မှုအတွေ့အကြုံပေါ့နော် leave blank ကကွက်လက်ထားခဲ့တာပေါ့နော် okay ပြန်ပြောမယ် talking detail advertisements salesperson in capital letters attach a word professional experience leave blank okay အဲ့ဒါပြီးလို့ရှင်အခု dialogue ကိုတွားမယ်ပေါ့နော်မန်နွယ်ကသူကဖုန်းပြောနေတာပေါ့နော် okay Mr. John we shall talk in details later on bye မန်နွယ်ကသူဖုန်းထဲမှာပြောနေတာပေါ့နော် okay ပါ Mr. John ကြီးငါတို့နောက်မှပဲအသေးစိတ်ပြောကြတာပေါ့တဲ့တတဲ့အဲ့ချိန်မှာမမြရောက်လာတော့မနွေကလည်းဖုန်းပြောပြီးနေပြီဆိုတော့မမြကစပြီးပြောမယ် Good morning I saw your advertisements on the internet for salesperson I would like to apply for the job မင်္ဂလာနေ့ခင်မှာပေါ့နော်ငါပေါ့နော်ကျမတော့ဒီပေါ့အယောင်စရေး position ပေါ့နော်ညီတို့ကြော်ညာ internet မှာကြော်ညာကိုတွေ့တယ်အဲ့အတွက်ကြောင့်မလို့ဒီလောက်ကိုလာလျှောက်တာပါတဲ့မနွေကပြောလဲဆို Okay then please fill in the application form. Use either blue or black ink and write in the capital letters. ရပါတယ် okay ပါတဲ့အဲ့ဒါဆိုလို့ရှိရင်ဒီ application form လေးကိုအရင်ဆုံးဖြည့်လိုက်ပါတဲ့ application form တင်ရပါမယ်ပေါ့နော်ဒီ application form လေးဖြည့်တဲ့အခါမှာအပြာရောင်တို့အမဲရောင်မှင်နဲ့ဖြည့်ပါတဲ့ပြီးလို့ရှိရင်စလုံးတွေကိုလည်းအကြီးစလုံးတွေနဲ့ရေးပေးပါပေါ့နော်မမြ okay I have my resume with meဟုတ်ကဲ့ရတယ်ဒါပေမဲ့ငါမှလည်းပေါ့နော်ကျမမှလည်းကျမရဲ့ကိုရေးချင်းပေါ့နော် resume ပါပါတယ် I shall attach it to your application form have a seat please ငါပေါ့နော်ဒီနေ့ application form နဲ့အတူတူပေါ့နေ့ resume ကိုငါတွဲပြီးတင်ပေးပါမယ်တဲ့အခုအရင်ဆုံးထိုင်လိုက်ပါအောင်တဲ့မမြပြောပြီးတော့ဗောနော်သူကထိုင်ပြီး application form ဖြည့်နေပြီးတော့ခဏနေရောနော် dialogue continue a little bit later ခဏနေရောသူကမမြမေး excuse me ma'am may I ask you a question မန်နွယ်ကိုပြန်မေးရပါအမရဲ့ခဏလေးပေါ့နော်ခဏလေးပါကျေးဇူးပြုပြီးခဏလေးကျမမေးခွန်းလေးတစ်ခုလောက်မေးချင်လို့ရမလားတဲ့မန်နွယ်က yeah why not yeah မေးလို့ရတယ်ဘာလို့မရမှာလဲမေးပါပေါ့နော်မမြWhat should I write over here if I do not have any awards or professional experience to this? ငါပေါ့နော်ဒီမှာငါဘာရေးရမလဲပေါ့ငါမှာပေါ့ဘာမှဆုရထားရလည်းမရှိဘူးပေါ့နော်ကျွမ်းကျင်မှုတွေ့ကြုံလည်းမရှိဘူးဆိုလို့ရှိရင်ဒီနေရာမှာငါဘာကိုရေးပြရမလဲတဲ့ Just leave that part blank အဲ့ဆိုလို့ရှိရင်ကွက်လက်တာထားခဲ့ရတယ်တဲ့ Okay I think I have filled in everything correctly when should I expect to hear from youဟုတ်ကဲ့ပါပေါ့နော်ကျမအဲ့ဒါဆိုလို့ရှိရင်အကုန်ဖြည့်ပြီးပြီထင်တယ် form တွေကတော့ပေါ့နော်အားလုံးမှန်မှန်ကန်ကန်ဖြည့်ပြီးပြီထင်တယ်ကျမပေါ့နော်ဘယ်အချိန်မှာပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးပြန်ကြားရမလဲပေါ့နော်ဘယ်အချိန်မျှော်လင့်ရမလဲအဲ့တော့ဗာပြောလဲမန်နွယ်က We will call you for an interview after reviewing your resume
ငါပေါ့နော်နင်တို့ interview ခေါ်မယ်ငါတို့နင်တို့ကို interview ခေါ်မယ်နင်ရဲ့ကိုရေးအချင်းကို review ပေါ့နင်ကိုရေးအချင်းဒီ form ကိုပေါ့နော်ကိုရေးအချင်း resume ကိုငါတို့ပေါ့နော်ကြည့်ပြီးတဲ့အခါကျစစ်ဆေးပြီးတဲ့အခါကျခေါ်ပါမယ် Thank you very much ကျေးဇူးရမ်းတင်ပါတယ် You're welcome have a nice day yeah welcome ပါအားဆိုပြီးမှပဲတွေ့ကြမယ် Thank you ကျေးဇူးပါ Okay quiz လေးမသွားခင်အဲ့ dialogue လေးတွေကိုပြန်ပြီးပြောပြပေးမယ်ပေါ့နော်မန်နွေကပထမဆုံးဖုန်းပြောနေတာ Okay Mr. John we shall talk in details later we shall sorry I don't know Okay Mr. John we shall talk in detail later on bye good morning I saw your advertisement on the internet for a salesperson I would like to apply for the job okay then please fill in the application form use either blue or black ink and write in the capital letters Okay, I have my resume with me. I shall attach it to your application form. Have a seat, please. Excuse me, ma'am. May I ask you a question? Why, yes, why not? What should I write over here if I do not have any awards or professional experience to list? Just leave that part blank. Okay, I think I have filled in everything correctly. When should I expect to hear from you? We'll call you for an interview after reviewing your resume. Thank you very much. You're welcome. Have a nice day. Thank you. Okay, အဲဆိုရင်ညံစမ်း behavior လေးကိုတွားကြမယ်ပေါ့နော်ညံစမ်း behavior လေးကပထမဦးဆုံးဗာမျိုးမလဲဆိုရင် what position is Mamya applying for at the best company salesperson receptionist office manager or electronic technician နော်မမြားတဲ့ the best ဆိုတဲ့ company မှာပေါ့နော်ဘာကဏ္ဍကိုအလုပ်ပေါ့နော်ဘယ် position ကိုသူလျှောက်တာလဲပေါ့နော်အယောင်စရေး position လား receptionist ပေါ့နော် air to လား office manager position လားပေါ့နော်ရုံး manager position လားမဟုတ်လို့ရှိရင်ဒီ electronic တွေလုပ်တဲ့ technician လားပေါ့နော်ကျွမ်းကျင်ပညာရှင်ရက်စစ်ကျွမ်းကျင်ပညာရှင်လားပေါ့နော်အဲ့တော့ဘာဖြစ်မယ်ထင်လဲသူက A ပေါ့နော် sales person အနေနဲ့သူကလျှောက်တာဖြစ်တယ် okay What specific instruction did Manuel give regarding how to write on the application form? Write in capital letters. B. Sign and date the form on every page. C. Fill in every single field without exception. D. Use a pencil so changes can be made easily. ဆိုတော့ number 1 question อ่ะပေါ့เนาะ manual receptionist ကပေါ့เนาะဒီ application form ဖြည့်ရတဲ့ပတ်သက်ပြီးတော့ instruction ဘယ်လိုမျိုးပေးလဲပေါ့เนาะမမြကိုဘယ်လိုပေးလဲပေါ့เนาะ number 1ကစလုံးကြီးတွေနဲ့ရေးခိုင်းတာလား number 2ကကြတော့စာမျက်နှာတိုင်း every page ပေါ့เนาะစာမျက်နှာတိုင်းမှာနေ့စွဲနဲ့ sign ထုတ်ခိုင်းတာလားပေါ့เนาะဒါမှမဟုတ်လို့ရှိရင်ပေါ့เนาะဒီ application form ပေါ့เนาะနေရာတိုင်းမှာပေါ့เนาะဖြည့်ခိုင်းတာလားကွက်လက်မရှိဖြည့်ခိုင်းတာလားပေါ့ဒါမှမဟုတ်လို့ရှိရင်ခဲတံနဲ့ဖြည့်ခိုင်းတာလားပေါ့ကဲအကေးမှားသွားခဲ့လို့ရှိရင်ပြန်ပြီးတော့ပြင်လို့ရအောင်ခဲတံနဲ့ဖြည့်ခိုင်းတာလားပေါ့ကဲတော့ဗာဖြစ်မယ်ထင်တယ်နံပါတ် A ပေါ့နော်ဘာလို့လဲဆိုရင် write in capital letter ဆိုပြီးပြောလိုက်တာကို okay နံပါတ် C ကကြတော့ what advice did the receptionist give Mamya for a section of the form she could not fill out A. To attach a separate sheet with an explanation. B. To write not applicable in the space. C. To ask for help from the manager. D. To leave that part blank. Okay, number 3 question ရပါတယ်ဆိုတော့ ma'am မြကိုပေါ့နော် receptionist ကဒီmanual ရပါပြောလဲပေါ့နော်ဒီ तू မဖြည့်နိုင်တဲ့ session တွေဆိုရင်ဘာလို့ပြီးတော့အကြံပေးခဲ့လဲတဲ့ number A ကကြတော့ဒါမှမဟုတ်နောက်တစ်ရွက်စာမျက်နှာတစ်ရွက်နဲ့ပေါ့ဘာလို့မဖြည့်နိုင်တာလဲဆိုပြီးတော့ရေးခိုင်းပြီးတော့ application နဲ့တူတူတွဲတင်ခိုင်းတာလားပေါ့ number 2ကကြတော့အကယ်မဖြည့်နိုင်တဲ့နေရာမှာဒါ तू နဲ့မသက်ဆိုင်ပါဘူးเนาะ applicable ဆိုပြီးတော့ရေးခိုင်းတာလားပေါ့နော်ဒါမှမဟုတ်လို့ရှိရင် manager ကိုသွားပြီးအကူအညီတောင်းခိုင်းတာလားပေါ့ number C နံပါတ် D ကကြတော့ရှင်ဘာမှမရေးဘဲနဲ့ဒီတိုင်းပဲကွက်လက်ထားခဲ့လို့ပြောတာလားပေါ့နော်အဲ့တော့နံပါတ် D ပေါ့နော်ဘာလို့လဲဆို to leave that part blank ဆိုပြီးပြောထားဆိုတော့လေ okay နံပါတ် 4ကကြတော့ according to Manuel what is the immediate next steps after the company review Mamya's resume A she will be asked to take a skills test B. The company will call her for an interview. C. She will receive an email with an offer, with a job offer. D. She should call the company back in a few days.
Okay နံပါတ်4 question ကကြတော့မန်နွယ်ပြောပုံရဆိုလို့ရှိရင်တော့ဗောနော်မန်မြရဲ့ application ကိုတဲ့ company ကဗောနော်သူတို့ company က review ကိုလုပ်ပြီးသွားလို့ရှိရင်ဗောနော်ဘာလုပ်မယ်လို့နောက်ထပ်ဘာလုပ်မယ်နောက်ရဲ့ next step ဗောနော် next step အနေနဲ့ဘာလုပ်မယ်လို့ပြောလဲဗောနော်နံပါတ် A ကကြတော့ဒီ skill step ဗောနော် English test ဆိုပါလို့မျိုးဖြေရမယ်လို့ပြောတာလားတဲ့နံပါတ်2ကကြတော့ company ကသူ့ကိုဗောနော် interview ခေါ်မယ်လို့ပြောတာလားတဲ့နံပါတ် B ကဗောနော်နံပါတ် C ကကြတော့သူဗောအလုပ်ရပါပြီဆိုပြီးတော့ email နဲ့အလုပ် offer job offer ဗောနော် letter ရမှာလားတဲ့နံပါတ် D ကကြတော့ company ကဗောနော်သူကဗောနော် company ကိုနောက်ထပ်ရက်အနေငယ်နေလို့ရှင် company ကိုဖုန်းဆက်ပြီးလှမ်းမေးခိုင်းတာလားတဲ့ဘာဖြစ်မယ်ထင်လဲ she the company B ပေါ့နော် the company ကခေါ်မှာလေသူ the company will call for an interview ပေါ့နော်နံပါတ် B okay number 5ပေါ့နော် what document did Mamya bring with her which Manuel offered to attach to the application form okay number 8 her academic transcript B her resume C a letter of recommendation D her passport for identification ပေါ့နော်အဲ့တော့ဘာပြောလဲဆိုတော့ဒီပေါ့နော်မမ်မြပေါ့နော်ဒီသူမမ်မြယူလာတဲ့ဘယ်စာရွက်ကိုပေါ့နော်မန်နွယ်ကပေါ့နော်ဒီ application form နဲ့အတူတူတွဲတင်ပေးမယ်လို့ပြောတာလေတဲ့ question อ่ะပေါ့နော်အဲ့တော့ဘာပြောလဲဆိုတော့ဟာသူ့ရဲ့ academic သူပေါ့10ရန်စာရ10ရန်အောင်ပေါ့နော်ဒီအောင်လက်မှတ်တွေလားပေါ့နော်ဒါမှမဟုတ် her resume သူ့ရဲ့ဟိုကိုရေးချင်းပေါ့နော် resume လားဒါမှမဟုတ် letter of recommendation ပေါ့နော်အလုပ်ထောက်ခံစာလားပေါ့နံပါတ် D ကじゃသူ့ရဲ့ passport for annual သူ့ကိုဟိုပေါ့နော်ဒါသူဖြစ်ကြောင်းပေါ့နော်ထောက်ခံတဲ့ passport ပေါ့နော်သူ့ရဲ့ passport ကိုတွဲတင်ပေးမယ်လို့ပြောတာလားပေါ့တကယ်တော့ဗာ B ပေါ့နော် her resume သူ့ resume ကိုတွဲတင်ပေးမယ်လို့ပြောတယ်ကဲအားလုံးဒီဖြေ9ခုလုံးမှန်မယ်လို့မျှော်လင့်ပါတယ်ဒီလိုမျိုးဗီဒီယိုလေးတွေကိုကြိုက်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကို like လုပ်ပေးပြီးတော့ဒီ channel လေးကို subscribe လုပ်ထားပေးပါเนาะနောက်ထပ်လည်းဗီဒီယိုလေးမှာထပ်တင်ပေးပါမယ်အားလုံးပဲတတာ